မျက်နှာပွင့်ကားထားဟန်ဆောင်မှုကဲတဲ့အပြုံးနဲ့ဖော်ရွေမှုရှိရင်ဘယ်နေရာရောက်ရောက်မျက်နှာပွင့်တယ်အမြဲတမ်းဒီလိုပြောလို့မရပါဘူးကိုကဘယ်လောက်ပဲပြုံဘယ်လောက်ပဲဖော်ရွေအထက်လူကြီးတွေဂရုစိုက်မခံရတာအပေါင်းအသင်းမိတ်ဆွေကြားမျက်နှာစိမ်းလူသစ်တွေကြားမှာထင်ထင်ပေါ်မဖြစ်ပဲညှိုးငယ်ပျောက်ကွယ်နေရတာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်ယုံကြည်မှုရှိစွာနဲ့ရွတ်ပါဒီလိုရွတ်ဆိုတဲ့အတွက်အဖိုးခပေးစရာမလိုဘူးရရှိလာမယ့်အကျိုးကလည်းမိတ်ဆွေအတွက်ပဲဖြစ်ပါတယ်အလုံးမသွားခင်ရွတ်ပါဧည့်သည်နဲ့တွေ့စရာရှိရင်ရွတ်ပါတတိယတိုင်းရွတ်ပါဗုဒ္ဓံဓမ္မံသံဃံစမာတင်ကောအဋ္ဌိယောပုရိသဓမ္မာနာနံပိယလာပံဒေမဗုဒ္ဓံဓမ္မံသံဃံစမာတင်ကောအဋ္ဌိယောပုရိသဓမ္မာနာနံပိယလာပံဒေမဗုဒ္ဓံဓမ္မံသံဃံစမာတင်ကောအဋ္ဌိယောပုရိသဓမ္မာနာနံပိယလာပံဒေမအထူးဧည့်သည်နဲ့တွေ့စရာရှိတယ်ဆိုရင်38ခေါက်ရွတ်ပါ